အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့အစီအစဉ်လေးကတော့ပြီးခဲ့တဲ့မတ်လ2025ခုနှစ်က GGI Enable Life ရဲ့အသက်အာမခံ policy တွေကို MAB Bank ကနေဝယ်ယူခဲ့တဲ့ customer တွေတဲက eligible ဖြစ်တဲ့ customer တွေကိုအခုလို random picker လေးနဲ့ lucky draw တွေရွေးချယ်ပြီးတော့ပြန်လည်ပေးရတော့မယ့်အစီအစဉ်လေးဖြစ်ပါတယ်ကဲအဲ့တော့ဒီနေ့အစီအစဉ်မှာကျွန်တော်နဲ့အတူဖွင့်လင်းမြင်သာစွာရွေးချယ်ပေးသွားဖို့အတွက် MAB Bank ရဲ့ Head of Bank Assurance မမေစိုးထိုက်ကိုလေးစားစွာဖိတ်ခေါ်ပါရခင်ဗျာမင်္ဂလာပါမโอเคအဲ့ဒါဆိုရင်ဒီနေ့ကျွန်တော်တို့ရွေးချယ်ပေးသွားမယ် lucky draw နဲ့ပတ်သက်ပြီးတော့ကြည့်နေတဲ့ customer တွေကိုအမှတစ်ချက်လောက်အကြံဉာဏ်လေးရှင်းပြပေးပါဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ခွင့်လွှတ်ပေးသွားမယ်ဒီ customer စီစဉ်လေးကတော့ကျမတို့ဒီ GGI Nippon Life ရဲ့အသက်အာမခံ policy လေးတွေကိုကျမတို့ MAB Bank ကနေဝယ်ယူထားတဲ့ customer တွေအတွက်ကိုဖောက်ပေးသွားမှာဖြစ်ပါတယ်ရှင်ဒီမှာဆိုလို့ရှိရင်ဒီ premium 5သိန်းရတဲ့အချိန်တိုင်းမှာဒီ premium 5သိန်းတိုင်းအတွက်ကိုဒီ customer တွေကကန်ဆန်းမဲတစ်ဆောင်စီကန်ဆန်းခွင့်ရရှိရဖြစ်ပါတယ်အဲ့ဒါကြောင့်မလို့ဒီ referral ပန်ဘက်က customer တွေအတွက်ဆိုလို့ရှိရင်တော့ကျမတို့ customer 36ယောက်မှာ referral 5သိန်းတိုင်းအတွက် premium 5သိန်းတိုင်းအတွက်ကိုရရှိလာတဲ့ကန်ဆန်းမဲအရေးတော့ကတော့485ဆောင်ဖြစ်ပါတယ်ရှင်အဲ့ဒီ485ဆောင်ကိုဒီ random picker လေးနဲ့ဝင်ရင်းသာစွာကန်ဆန်းမဲပောက်ပြီးတော့မှာဖြစ်ပါတယ်ရှင်ဟုတ်ဒါဆိုရင်ကျွန်တော်တခုမေးမလို့9သိန်းပိုး premium ဝယ်မယ်ဆိုရင်ပေါ့နော်ကျွန်တော်က lucky draw တစ်ဆောင်ရမယ်။ပြီးကျွန်တော်က350ဝယ်မယ်ဆိုကျွန်တော် lucky draw 10ဆောင်ရမယ်တဘောပေါ့ဟုတ်ပါတယ်ရှင် lucky draw 10ဆောင်ရအောင်ဟောဒါဆိုရင်များဝယ်တဲ့ customer တွေအတွက်ကို lucky draw အောင်းနိုင်တဲ့ chance ကပို့ပြီးတော့မြင့်နေပေါ့ဟုတ်ပါတယ်ရှင်ဟုတ်ကဲ့ပါအဲကြောင့်လည်းခုဆိုရင်က36ယောက် customer တွေမှာ lucky draw ရေအတွက်က485ဆောင်ဖြစ်နေတာပါရှင်ဟုတ်ကဲ့ပါခင်ဗျဒါဆိုရင်တော့ဒီနေ့ lucky draw ပြန်ပြီးတော့ပေးသွားမယ်စုမဲလေးကျွန်တော်ကျင်ညာပေးရှင်ပါတယ်အဲ့မှာတတိယစုကတော့3သိန်းချက်ဖြစ်ပါတယ်ဒုတိယစုအနေနဲ့ကတော့5သိန်းချက်ဖြစ်ပြီးတော့ပထမစုအနေနဲ့က9သိန်းချက်တီတီဖြစ်ပါတယ်ခင်ဗျဒီမှာဆိုရင်ကျွန်တော်တို့စီစဉ်ထားတဲ့ပုံလေးကတော့ကနန်း6လုံးပါပါတယ်ကနန်း6လုံးမှာပထမ3လုံးကတော့ customer ရဲ့နောက်ဆုံးဖုန်းနံပါတ်3လုံးဖြစ်ပြီးတော့နောက်3လုံးကတော့ customer lucky draw ပုံမဲနံပါတ်ပဲဖြစ်ပါတယ်ခင်ဗျဟုတ်ပြီအဲ့ဆိုရင်ဘသူတွေကဘလိုကန်နေထူးပြီးတော့ဒီစုတွေရတော့မလဲဆိုတာကျွန်တော်လည်းရင်ခုန်နေပြီကြည်နေတဲ့ပရိသတ်တွေလည်းရင်ခုန်နေမယ်လို့ယုံကြည်ပါတယ်ဟုတ်ကဲ့ပါရှင့်အဲ့တော့ပထမဆုံးအနေနဲ့ကျွန်တော်တတိယစုကနေပြီးတော့ပထမဦးစွာဘေးချယ်ပေးမှာဖြစ်ပါတယ်ခင်ဗျဟုတ်ကဲ့ပါကဲတော့တတိယစုကိုသူတွေဘယ်လိုကတ်ထူးဆောင်လဲမှာပဲရွေးချယ်ပေးပါကဲပါအဲ့ဆိုရင်ရင်ခုန်စွာနဲ့ကန်လေးဆန်းလိုက်ပါမယ်ရှင်ဆန်းလိုက်ပါမယ်ကျွန်တော်လည်းရင်ခုန်နေပါပြီ1 2 3 Okayတတိယစုဖြစ်ပါရယ်3သိန်းချက်တီတီကိုသူရရှိတော့ပါမလဲโอเคပါတတိယစုကိုထိုက်တယ်ဆိုတာ lucky draw ရရှိသွားတဲ့ customer နာမည်ကတော့ဒေါ်ဆန်းအပြေထွန်းဖြစ်ပါရယ်ဖုန်းနံပါတ်နောက်ဆုံးတော့ကတော့185ဖြစ်ပြီးတော့ lucky draw နံပါတ်023ဖြစ်ပါရယ်ခင်ဗျာတော့စမ်းတပီထွန်းဖြစ်ပါရခင်ဗျာ congratulations ပါတတိယစု3သိန်းချက် DT lucky draw ရရှိတော့ပါခင်ဗျာဟုတ် congratulations ပါအမဟုတ်ကဲ့အဲဆိုရင်ဒါလေးကို remove လုပ်လိုက်လို့ရပါတယ်ဟုတ်လားကဲအဲ့တော့ခုနကျွန်တော်ပြောသလိုပဲပေါ့နော်ဒီမှာ policy တွေများဝယ်လေးကိုအတွက် lucky draw များရဖို့ခွင့်ရပို့ရှိလေးပဲပေါ့နော်အဲ့တော့နောက်ဆိုရင် policy ကိုတက်နိုင်များဝယ်ပြီးတော့ lucky draw တွေကန်ဆန်းတဲ့အခါမှာလည်းများကန်ထူဖို့တဲ့ခွင့်ရယူနိုင်ပါပြီနော်ကဲဟုတ်ပြီအဲ့တော့ကျွန်တော်ဒုတိယအစုအနေနဲ့5သိန်းချက်ဘယ်သူကန်ထူမလဲဆိုတော့ရွေးချယ်ပြမယ်စီစဉ်လေးဖြစ်ပါတယ်ကဲတော့ဒီတခါလဲရင်ခုန်စွာနဲ့5သိန်းချက်ကိုရွေးချယ်ပေးပါဟုတ်ကဲ့ပါရှင်1 2 3 go ဘယ်သူများကန်ကောင်းလိုက်မလဲဟုတ်ကဲ့ပါအခုဒုတိယစု9သိန်းချက်တီတီကိုရရှိသွားတဲ့ customer ကတော့ဒေါ်ခိုင်ရှေဒနာမိုးဖြစ်ပါတယ်ဖုန်းနံပါတ်နောက်ဆုံးတော့ကတော့114ဖြစ်ပြီးတော့ lucky draw နံပါတ်013ပဲဖြစ်ပါတယ်ခင်ဗျာဒေါ်ခိုင်ရှေဒနာမိုးဖြစ်ပါတယ် congratulations ပါခင်ဗျာ congratulations yes 9သိန်းချက်တီတီပိုင်ဆိုင်တော့ပါတယ်ခင်ဗျာဟုတ်ကဲ့ကျေးဇူးတင်ပါတယ်မအားဆိုရင်ဒုတိယစုကို remove လုပ်လိုက်လို့ရပါပြီโอเคပါဒီတစ်ခါမှာတော့နောက်ဆုံးပိတ်အိတ်နဲ့လွယ်ပထမစု9သိန်းချက်တီတီကိုရွေးချယ်ပေးရမှာပဲဟုတ်ကြီးဖြစ်ပါတယ်โอเคအဲ့တော့
ကျွန်တော်ထင်တယ်ဒီပထမစုကိုပေါက်သွားတဲ့ customer တော့ဒီထဲမှာ policy ကိုသူအများဆုံးဝယ်တာ customer ရဲ့တယောက်ဖြစ်မယ်လို့ကျွန်တော်ထင် ဟုတ်တယ်တော်တော်များများဝယ်ထားတယ် တယ်ဆရာကလည်း customer တွေကတယောက်ဖြစ်လိမ့်မယ်လို့ကျွန်တော်ထင်ပါတယ်ခင်ဗျနော်တော့ခုနလိုပြောသလိုပဲများများ lucky draw ကန်တူဖို့အတွက် policy တွေများများဝယ်ချပါလို့နော် ဟုတ်ကဲ့ပါကဲ policy တွေများများရအောင်ဖို့အတွက်ကိုလည်း MAB ဘဏ်မှာဝန်ဆောင်မှုတွေပေးဖို့အစီအစဉ်ရှိနေပါတယ်ရှင် ဝယ်ခြင်းလဲဆိုရင် MAB ဘက်ကိုယုံကြည်စိတ်ချစွာနဲ့ကြွားခဲ့ပါနော်ကဲအားဆိုရင်တော့ကျွန်တော်တို့တကယ်ရင်ခုန်စိတ်လို့ရှာဖို့အတွက်ကောင်းတဲ့အချိန်ကိုရောက်လာပါပြီပထမအစု9သိန်းချက်တိတိကိုဘယ် customer ကန်ထူးသွားမလဲဆိုတာကိုမှရွေးပြီးခေါ် ဟုတ်ကဲ့ပါရှင် ကဲစပါပြီဟုတ်ကဲ့ပထမစုစုကူသွားတဲ့ customer ရဲ့နာမည်ကတော့ဒေါ်စာစာသင်းဖြစ်ပါတယ်ဖုန်းနံပါတ်နောက်ဆုံးတော့ကတော့403ဖြစ်ပြီးတော့ lucky draw number 002ဖြစ်ပါတယ်ခင်ဗျာ customer ဒေါ်စာစာသင်းဖြစ်ပါတယ် congratulations ပါပထမစု9သိန်းချက်တီတီကို lucky draw အရှိသွားရဖြစ်ပါတယ် congratulations ပါ congratulations ပါ very big congratulations ပါအဲ့တော့အခုနောက်ပြောခဲ့တယ်လို့ပဲပေါ့နော် policy များများဝယ်လေး lucky draw ရဖို့တဲ့ chance များလေးဖြစ်ပါတယ်အဲ့တော့လေ policy ဝယ်ခြင်းနဲ့ဆိုရင်လေ MAB ဘဏ်မှာယုံကြည်စိတ်ချစွာနဲ့လွတ်လွတ်လပ်လပ်ဝယ်လို့ရနေပါပြီအဲ့တော့ကိုယ့်အတွက်အာမခံချက်လည်းရှိမယ်ကာကွယ်ပြီးသားလည်းဖြစ်မယ်ဆိုတော့အပြင်ဒီလိုမျိုး lucky draw ပါရရှိမဲ့ခွေးတွေအများကြီးရှိနေတာဖြစ်လို့ GGI နေပုံလိုက်ပြ policy တွေကို MAB Bank မှာပယ်ဖို့အတွက်ကျွန်တော်ဒီကနေတော့ထပ်မပြီးတော့တိုက်တွန်းလိုက်ပါတယ်ဟုတ်ကဲ့ပါရှင်ကျမတို့ MAB ဘဏ်ကလည်း GGI Nippon Life ရဲ့အသက်အာမခံ policy တွေကိုရောင်းချရင်းနဲ့ service တွေများစွာဝန်ဆောင်မှုများစွာကိုပေးဖို့အတွက်အစင်းသင်းရှိနေပါတယ်ရှင်ဟုတ်ကဲ့ပါခင်ဗျာတခုလို့ဒီ referral ဘက်က customer တွေကိုစိတ်ရှိလက်ရှိနဲ့ရွေးချယ်ပေးသွားတဲ့မေဆိုထိုက်ကိုလည်းကျေးဇူးများတင်ပါတယ်ဟုတ်ကဲ့ကျေးဇူးများတင်ပါတယ်ရှင်ဟုတ်ကဲ့ပါအားလုံးမင်္ဂလာပါယခုစီစဉ်ရတော့ GGI Enable Life ရဲ့အသက်အာမခံ policy တွေကို match လာတော့တဲ့မှာ MAB Bank ကနေပြီးတော့ဝယ်ယူခဲ့ပြီး eligible ဖြစ်တဲ့ OTC customer တွေကို lucky draw ကို random picker နဲ့အားလုံးရှိမှာပွင့်လင်းပြင်သားစွာရွေးချယ်ပေးတော့မယ်စီစဉ်မဲ့ဖြစ်ပါတယ်ဒီစီစဉ်မှာကျွန်တော်နဲ့တူရွေးချယ်ပေးတော့မယ်သူကတော့ GGI Enable Life ရဲ့ Head of Bank Insurance ကိုချမ်းချင်းကျော်ပဲဖြစ်ပါတယ်ကိုရောက်လာပါမင်္ဂလာပါဟုတ်ကျေးဇူးပါပြောအားလုံးမင်္ဂလာပါကျေးဇူးအများကြီးတင်ပါတယ်ဗောနော်ကျွန်တော် Okay နေ့ lucky draw ရွေးချယ်ပေးတော့မယ်စီစဉ်နဲ့ပတ်သက်ပြီးတော့ကိုချမ်းချင်းကျော်ကနေကြည့်ရှုနေတဲ့ customer တွေကိုတစ်ချက်လောက်ရှင်းပြပေးပါဦးခင်ဗျာဟုတ်ကဲ့အားလုံးမင်္ဂလာပါဟုတ်ကျွန်တော်ကတော့ GGI Enable Life Bank Insurance Head of Bank Insurance ပေါ့နော်ခုကျွန်တော်ဒီ lucky draw criteria တွေကျွန်တော်ရှင်းပြပေးပါမယ်ဟုတ်ကျွန်တော်တို့ GGI Enable Life ကအသက်အမခံများကို OTC Bank ဝယ်များတဲ့ဝယ်ရရှိခဲ့တဲ့ customer များပေါ့နော် match အတင်ဝယ်ခဲ့တဲ့ customer များကိုကျွန်တော်premium ပေးသွင်းငွေ9သိန်းပြည်တိုင်းကျွန်တော် lucky draw တစားချီးမြှင့်ပေးရဖြစ်ပါတယ်ဗောနော်အဲ့ထက်မှာကျွန်တော် total customer ပေါင်းက19ယောက်ဟုတ်ကဲ့19ယောက်ဗောနော်အဲ့19ယောက်ထဲမှာကျွန်တော်ဒီမှာကြည့်လိုက်လို့ရှိရင်ဒီမှာအားလုံး total entries က lucky draw နဲ့မှာ88ဆောင်ရှိဗောနော်အဲ့ဒါကကျွန်တော်ပို့ပြီးတော့ဝယ်တဲ့ customer တွေဆိုရင်ပို့ပြီးတော့ chance lucky draw နဲ့မှာပို့ရရှိရဖြစ်ပါတယ်ဟုတ်အဲ့တော့30ဝယ် lucky draw 4ဆောင်နော်အဲ့တော့30ဝယ် lucky draw 10ဆောင်အဲ့မြများဝယ်လေကိုယ့်တဲ့ lucky draw ဟို customer လက်မှတ်တွေပူရလေဒီပဲအဲ့ lucky draw ဝင်နေဖြစ်ဖို့တော့ပူပြီး chance များတဲ့သဘောပေါ့နော်ဟုတ်တယ်ပါအဲ့တော့ဟုတ်ကဲ့ပါအဲ့တော့ဒီ customer တွေကိုကျွန်တော်အားလုံးရှိမှာဒီ random picker နဲ့ရွေးချယ်ပြီးတော့ဖွင့်လင်းနေကြတော့ရွေးချယ်ပြီးတော့မှာပဲဖြစ်ပါတယ်အဲ့မှာဆိုရင်တော့တတိယစုအနေနဲ့3သိန်းကျပ်ဒုတိယစုအနေနဲ့5သိန်းကျပ်နဲ့ပထမဆုံးစု lucky draw တော့9သိန်းကျပ်တီရွေးချယ်ပြီးတော့ပြီးတော့မှာပဲဖြစ်ပါတယ်ခင်ဗျာကဲအဲ့တော့ဒီချိန်မှာဘယ်သူတွေကဘယ်လို lucky draw တွေကိုရရှိသွားမလဲဆိုတာအားလုံးလည်းရင်ခုန်ဆောင်မြောက်နေပြီဖြစ်ပါတယ်ကျွန်တော်လည်းရှင်ခုန်ကြည့်ခွင့်ဟုတ်အဲ့ဒါဆိုရင်ကျွန်တော်တို့ဒီတတိယစုပေါ့နော်ဒီ3သိန်းကျပ် condition ကိုအရင်ဆုံးရေးချလိုက်ပါနော်ဒီညကန်ထုံးမလဲပေါ့နော် Okay Okay ပါအဲ့တော့တော့ရှင်ပါ3သိန်းချက်တတိယ lucky draw စုကိုကန်ထူးသွားတဲ့ customer တော့ဦးညီရွှေလာဖြစ်ပါတယ်ဒါဆိုရင်တော့ဦးညီရွှေလာရဲ့နောက်ဆုံးဖုန်းနံပါတ်3လုံး145ဖြစ်ပြီးတော့ lucky draw နံပါတ်လေးကတော့001ဖြစ်ပါတယ်
ဦးညီရွှေလာဖြစ်ပါတယ် congratulations ပါခင်ဗျာတရားစုလုံးလေးချက်တီတီကို lucky draw ရရှိတော့ပါတယ် congratulations ပါကို ဟုတ်ကဲ့ပါ အဲ့ဒါဆိုကျွန်တော်တတိယစီစုံလိုက်နေကို remove ဖြုတ်လိုက်ပါမယ်နော် ဟုတ်ကဲ့ပါခင်ဗျာကဲအဲ့တော့တတိယစုရွေးချယ်ပြီးသွားပြီဆိုတော့ဒီတစ်ခေါက်ကဒုတိယစု9သိန်းချက်တီတီဖြစ်ပါရဲ့ အေးပေါ့နော် ဟုတ်ကဲ့ပါကဲအဲ့တော့ဒီတစ်ခါမှာလည်းဘသူကန်ထူးဆောင်လဲဆိုတာကိုချမ်းရေးဆက်လက်ရွေးချယ်ပြီးပါဦးခင်ဗျာ ဟုတ်ကဲ့ပါဒါဒုတိယစုပါနော် ဟုတ်ကဲ့ အဲ့ဒါကို9သိန်းချက်ကန်ထူးရှင်ကိုရွေးချယ်ပါပြီ သူများဖြစ်မလဲပေါ့နော်ဒေါ်နီကျော်ဖြစ်ပါတယ်အဲ့တော့ဒေါ်နီကျော်ရဲ့နောက်ဆုံးဖုန်းနံပါတ်3ကတော့673နဲ့ဆုံးတာဖြစ်ပါတယ် lucky draw နံပါတ်တော့006ဖြစ်ပါတယ်ခင်ဗျာအဲ့တော့ဒေါ်နီကျော် congratulations congratulations ပါ โอเคဒုတိယစု9သိန်းချက်တိတိပိုင်းဆိုင်ရရှိသွားပါတယ်ခင်ဗျာ ကြပါ โอเคကျေးဇူးတင်ပါတယ် အဲ့ဒါဆိုဒုတိယစုလေးကိုကျွန်တော် remove flow လိုက်ရပြီနော်ကဲတော့ဒီတစ်ခေါက်မှာတော့နောက်ဆုံးပိတ်အိမ်နယ်လွယ်ပထမစု lucky draw 9သိန်းချက်တိတိ 9သိန်းပေါ့နော် โอเคပါမလားကဲအဲ့တော့ဘသူရရှိသွားမလဲရှင်ထုံစိတ်လို့ရှာသွားတယ်ကဲကိုချင်ရွေးချယ်ပြီးပါခင်ဗျာ ဟုတ်ကဲ့ကျွန်တော်ဒီနေ့ယူရမှာလား အင်းကြီးရွှေမှာ ဒီနေ့ယူရမယ်နော်အဲ့ဒါဆိုရင်ပထမစု9သိန်းပေါ့နော် ခုနက နောက်ဆုံးကျွန်တော်တို့ customer လေးကိုရွေးချယ်ပါပြီ lucky number 7ခုနသိန်းချက်တိတိဘသူများဖြစ်လဲခင်ဗျာတော့တင်လွဲဖြစ်ပါရခင်ဗျာ congratulations ပါ lucky draw ခုနသိန်းချက်တိတိကိုပိုင်ဆိုင်တော့တော့တင်လွဲဖြစ်ပါတယ်နောက်ဆုံးဖုန်းနံပါတ်3လုံးကတော့851ဖြစ်ပြီးတော့ lucky draw နံပါတ်016ဖြစ်ပါတယ် congratulations ပါခင်ဗျာမတော်စီခုနသိန်းချက်တိတိကိုပိုင်ဆိုင်သွားတဲ့ customer ပဲဖြစ်ပါတယ်ကဲအဲ့တော့ကိုချမ်းရေဒါဆိုရင်တော့ကျွန်တော်တို့ခုဒီမှာmatch လာတွေးမှာ eligible ဖြစ်တဲ့ customer တွေကိုပွင့်လင်းမြင်သာဆိုအားလုံးရှိမှရွေးချယ်ပေးခဲ့ပြီးတာပဲဖြစ်ပါတယ်တော့ခုနကကျွန်တော်ပြောသလိုပဲပေါ့နော် policy များများဝယ်လေး lucky draw တွေများများရပြီးတော့ဒီ lucky draw ပေါက်ဖို့ chance တွေပုံများလေပေါ့နော် ဟုတ်ကဲ့ပါ โอเค โอเคကျေးဇူးအများကြီးတင်ပါတယ်အခုကျွန်တော်တို့ GJ Nippon Live တတ်မှခံနေကို MAB နဲ့MAB ဘဏ်ခွဲတိုင်းနဲ့အခုနောက်ဆိုရင်ကျွန်တော် agency banking sign မှာကျွန်တော်စုံစမ်းမင်းကြီးမိမြန်ပြီးဝယ်ရရှိနိုင်ပါတယ်ဗောနော်အခုလို့ကျွန်တော်အတမကန်တဲ့ကိုဝယ်ယူရပြည့်တော့လေကျေးဇူးအများကြီးတင်ပါတယ်အားလုံးလည်းယူဆိုင်ကြပါလို့ โอเคအဲ့တော့နောက်မှလည်းဒီလိုမျိုး lucky draw စစ်စစ်နေအများကြီးနဲ့ကျွန်တော်ပြန်ခဲ့ပါမယ်ခုတော့ကျွန်တော်တို့ဒီလောက်နဲ့နှုတ်ဆက်ခွင့်ပြုပါခင်ဗျာအားလုံးကျေးဇူးထူးပဲတင်ရှိပါတယ် โอเคကျေးဇူးပါဗျ